အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုကလစ်တွေကြားမှာ transition တွေဘယ်လိုသုံးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ချောမွေပြီး professional video တီးဖြတ်မှုတွေဖန်တီးဖို့ကျွန်တော်မိတ်ဆွေအနေနဲ့ပထမဦးဆုံးတိုင်းလိုင်းမှာအနည်းဆုံးဗီဒီယိုကလစ်နှစ်ခုရှိရမှာဖြစ်ပြီးတော့ရင်ကလစ်တွေဒီလိုဗီဒီယိုကလစ်တွေများလေကောင်းနေပါပဲဒါပေမဲ့များလေကောင်းလေလို့ပြောတဲ့နေရာမှာကျွန်တော်တို့ကကိုလှုပ်ချင်တဲ့ဇလန်ဒါမှမဟုတ် MTV တချင်းတွေအဲ့အရာတွေနဲ့ပတ်သက်တဲ့ file တွေကိုပြောတာဖြစ်ပါတယ်ဟိုကျွန်တော်မိတ်ဆွေတွေကိုနမူနာလုပ်ပြမှာမို့လို့ကျွန်တော်ဒါ online ရနေပြီးတော့ရင် down ထားရတဲ့ဗီဒီယိုလေး၄ခုနဲ့ပြသသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော် transition တွေသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ဆုံးဒီ media panel တွေကနေပြီးတော့ရင် transition ဆိုတဲ့ဒီနေရာလေးကို click တစ်ချက်နှိပ်လိုက်ပါအဲ့တော့ transition ထဲမှာကျွန်တော်တို့ဒီမှာ filter zone ဆိုတဲ့အရာရှိရဲနောက်ကျ side တို့ 3D တို့ပေါ့နော်အဲ့တော့ transition effect တွေအများကြီးရှိပါတယ်အောက်ကိုဆွဲကြည့်လိုက်ပါဒီမှာနဲတာမဟုတ်ဘူးပေါ့နော်အဲ့တော့ transition effect တွေအများကြီးရှိတယ်transition effect တွေအများကြီးရှိတဲ့တဲကနေပြီးတော့ရင်ကျွန်တော်တို့ကကိုသုံးခြင်းနဲ့ကိုလိုချင်တဲ့ transition လေးတွေကိုစပြီးတော့ရင်ထည့်ကြည့်လို့ရပါတယ်အခုကျွန်တော်ပထမဦးဆုံးဒီမှာ transition တခုကျွန်တော်ဒီမှာ click တစ်ချက်ထောက်ကြည့်လိုက်မယ်နော်ကိုသုံးနေတယ်ဆိုတာပေါ့နော် transition ဒီလိုပုံစံလေးပြောင်းသွားတာကိုလိုချင်သလားနောက်ရောဒီမှာဒါမျိုးလေးပေါ့နော်မှိန်ပြီးတော့မှပြန်ပြီးလင်းလာတဲ့ transition ကိုလိုချင်လားပေါ့နော်အဲ့ဒါမျိုး click လေးတစ်ချက်ဒီကိုသုံးခြင်းနဲ့ပေါ့နော်အဲ့လို effect လေးတွေပေါ်မှာကျွန်တော် click တစ်ချက်နှိပ်ပြီးတော့ရင် transition ရဲ့အလုပ်လုပ်ပုံကိုကြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ transition ကိုထည့်တဲ့နေရာမှာဟိုကိုထည့်ခြင်းတဲ့ transition ကို click တစ်ချက်နှိပ်ပြီးတော့ slap ပေးလိုက်ပါပြီးရင် mouse ကိုဖိပြီးတော့ရင်ကျွန်တော် drag လုပ်ပြီးတော့ရင် click နှစ်ခုကြားကိုထည့်လိုက်လို့ရပါတယ်ထည့်လိုက်ရင်ရောက်သွားရင်လွှတ်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ play တစ်ချက်ကြည့်မယ် play ကြည့်လိုက်ရင်ကျွန်တော် transition ရပါပြီเนาะကျွန်တော်ရွေးထားတဲ့အတိုင်းဒါပြောင်းသွားတာတွေ့ရမှာเนาะဗီဒီယိုနှစ်ခုကိုဒိန်းဆိုရင်မပြောင်းသွားဘူးပေါ့เนาะအခုကျွန်တော်transition နေရာလေးကိုပြန်ပြပေးပါမယ်အဲ့ဒါဆိုရင်ငိမ့်ညောင်လေးပြောင်းသွားတာကိုတွေ့ရမယ်ဟုတ်ပြီနောက်ဗီဒီယိုနှစ်ခုကြားကိုကျွန်တော်တို့တခါပြန်ကြည့်ရအောင်အဲ့မှာချက်ချင်းကြီးပေါ့เนาะဒီဘက်ကဗီဒီယိုကနေပြီးတော့ရင်ဒီဘက်ဗီဒီယိုဒိန်းနဲ့ဆိုချက်ချင်းဝင်သွားတယ်ပေါ့အဲ့လိုမျိုးမဝင်ခြင်းပဲနဲ့ကျွန်တော်တို့ကငိမ့်ညောင်လေးပြောင်းသွားခြင်းတယ်ပေါ့เนาะပြောင်းသွားခြင်းတယ်ဆိုရင်ဘယ်လိုပုံစံလေးနဲ့ပြောင်းမလဲပေါ့เนาะဒီဟာလေးတစ်ချက်ကျွန်တော်ကြည့်အောင်တော့ကြတော့အဲ့လိုပုံစံလေးပြောင်းသွားမယ်ဒါဆိုရင်ဒီကောင်ဆိုရင်ဒါမျိုးလေးပေါ့เนาะအဲ့တော့ကိုအဆင်ပြေမယ်လို့ထင်တဲ့ပုံစံနဲ့ပြောင်းပေါ့เนาะဆိုတော့အခုကျွန်တော်ဒီမှာတော့ဒီ effect လေးကိုဒီမှာဗီဒီယိုနှစ်ခုကြာမှာကျွန်တော်ဆွဲထည့်ပြလိုက်ပါမယ်เนาะဟောဒါဆိုရင်ကျွန်တော်တို့ကဒီလို transition နှစ်ခုကိုဗီဒီယိုကချက်ချင်းကြီးတန်းကနေပြောင်းသွားတာမဟုတ်ပဲね effect လေးဝင်ပြီးတော့မှပြောင်းသွားတာပေါ့เนาะအဲ့လိုမျိုးဒါ transition တွေကိုဗီဒီယို clip နှစ်ခုကြားမှာထည့်သွားလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုတစ်ခုနဲ့တစ်ခုကြားမှာကျွန်တော်တို့ကဒီ transition ဆိုတဲ့ effect လေးထည့်လိုက်တာနဲ့ကျွန်တော်မိတ်ဆွေတွေရွေးချယ်ထားတဲ့ transition effect ကိုအသုံးပြုပြီးတော့ရင်ဗီဒီယို clip တွေကိုအလိုလျောက်ရောနှောပေးသွားတာဖြစ်ပါတယ် transition ရဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီမှာနော် transition ရဲ့ duration time ကိုချိန်ညှိကျင်တယ်ဆိုရင်ဒီ timeline ပေါ်ကိုကျွန်တော်တို့ကဒီ timeline ပေါ်က transition effect နေရာကို click တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်တို့ကဒီကောင်ကိုအစနေရာလေးကနေပဲဆွဲလိုက်လို့ရတယ်ပေါ့နော်အစနေရာလေးကနေဆွဲမယ်ပြီးရင်တကယ်လို့ပြန်ချုံညင်တယ်ဆိုရင်လည်းရှေ့ကိုတိုးလိုက်မယ်ပေါ့နော်အဲ့ဒါတိုး short လေးလုပ်လို့ရတယ်လိုသလိုတိုးလို့ရတယ်လိုသလို short လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒါ effect ကဝင်သွားတာနှင်းလေးဝင်သွားတယ်ပေါ့နော်အဲ့တော့ဒီ transition ကိုကျွန်တော်တို့ကတိုးလိုက်မယ်ဆိုရင်နောက်မှာ short လိုက်မယ်ဆိုရင်ချက်ချင်းဖတ်ခနဲဆိုပြီးတော့ဝင်သွားမယ်ပေါ့နော်အဲ့တော့ transition ကိုကျွန်တော်တို့ကဒီမှာကိုလိုချင်သလိုနှင်းလေးဝင်ပါလားမြန်ဝင်နေတာလားအစာကြီးသဖြင့်ကိုပြောင်းလဲလို့ရပါတယ် transition effect နေရာတွေကိုကျွန်တော်တို့ကဟိုဒီဘက်မှာရှိနေတဲ့ transition panel ကိုကျွန်တော်တို့က panel ကနေတစ်ဆင့်ပေါ့နော်2 out panel ကနေတစ်ဆင့်ပြောင်းနေတာဆိုရင် transition ကိုကျွန်တော် click လေးတစ်ချက်နှိပ်လိုက်ပါ click နှိပ်လိုက်ရင်သက်ဆိုင်ရာဒီမှာ transition နဲ့ပတ်သက်ပြီးတော့ရင်ဒီမှာ zoom in နဲ့သွားမှာလား zoom out နဲ့သွားမှာလားဆိုတာကိုလည်းရွေးလို့ရတယ်နောက် duration time တွေကိုလည်းကျွန်တော်တို့ဒီမှာပြောင်းလဲလို့ရတယ်
နောက်ဒီဘက်မှာရှိတဲ့ over layer တို့စရှိပြင်ဒါသုံးလို့ရတယ်ပေါ့နော်ဒီအဆင့်တွေကိုတော့ကျွန်တော်ကနောက်ပိုင်းမှာဒီတစ်ဖြည်းဖြည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်က transaction 10နည်းကိုအဓိကထားပြီးတော့ရင်ပြောပြပေးတာဖြစ်ပါတယ်transaction တွေကကျွန်တော်တို့တခါလေးမှာထည့်ပြီးတော့အခုဆိုရင်ဒါ DI ကဒီဘက်မှာထည့်ထားတဲ့ transaction တွေနဲ့ဆိုတော်တော်လေးကွဲလွယ်ဖြစ်နေတယ်ဒါဆိုကျွန်တော်မကြိုက်ဘူးပေါ့နော်မကြိုက်တော့ဒီ transaction effect ကိုကျွန်တော်တို့ကဖြုတ်ချင်တယ်ပြန်ဖြုတ်ချင်တဲ့အခါမှာနီလန်နှစ်ခုရှိပါတယ်တစ်ခုကကျွန်တော်တို့ဒီ transaction ဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာလေးပေါ့ဒီကောင်ကိုကျွန်တော်တို့ကဒီ transaction နေရာကိုကျွန်တော်တခြား transaction effect တစ်ခုနဲ့ပြောင်းလဲခြင်းနေဆိုရင်ပြောင်းလဲခြင်းတဲ့ transaction ကိုရှာလိုက်ပါရှာကျွန်တော်ဒီ transaction လေးနဲ့ပြောင်းပါပေါ့နော်ပြောင်းခြင်းနေဆိုအဲ့ကောင်လေးကို click တစ်ချက်နှိပ်ပြီးတော့ drop လုပ်ပြီးဆွဲထည့်ပါကိုပြောင်းခြင်းတဲ့ transaction effect ပေါ်ကိုတင်ပြီးတော့လွှတ်လိုက်ပါဒါဆိုရင်လေကျွန်တော်တို့ကစောစောတော့ပြောင်းလဲထားတဲ့ transaction ဖြစ်သွားတယ်ပေါ့နော်နောက်တနည်းအားကြတော့ကျွန်တော်တို့ကဒါဒီအရင်ပေးထားတဲ့ effect ကိုကျွန်တော်တို့ဒါ swipe လုပ်လိုက်တာပေါ့နော် click တစ်ချက်နှိပ်လိုက်တယ်ပြီးသွားရင် keyboard ပေါ်က delete key တစ်ချက်နှိပ်လိုက်တယ်ဆိုရင်အဲ့ transaction ပြုတ်သွားမယ်ပြုတ်သွားတဲ့အခါကျရင်ကိုထပ်ထည့်ခြင်းတဲ့ transaction effect ကိုအဲ့မှာအသစ်အနေနဲ့ထည့်လို့ရတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့ကြိုက်တယ်လို့ဒီ transaction effect ကိုထည့်တာဖြုတ်တာပြုလုပ်လို့ရပါတယ်အခုဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့တော့ဒီ transaction တွေနဲ့ပတ်သက်ပြီးတော့ရင်အကုန်လုံးသိရှိသွားပြီလို့ထင်ပါတယ်ဘယ်လိုတက်ရမယ်ဘယ်လိုဖြုတ်ရမယ်ဆိုတာကိုလည်းနားလည်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ transaction effect တွေကိုအသုံးပြုပြီးတော့ရင်ကျွန်တော်မိတ်ဆွေအနေနဲ့ဗီဒီယိုတွေကိုဖန်တီးကြည့်ပါကျွန်တော်ဝင်မျှပေးတဲ့ဗီဒီယိုသင်ခန်းစာတွေကကျွန်တော်မိတ်ဆွေတွေအတွက်အသုံးဝင်နေဆိုရင် comment မှာ yes ဆိုပြီးတော့ရင်ရေးပေးခဲ့ပါကြားမိတ်ဆွေတွေသိအောင် share button လေးနှိပ်ပြီးတော့ရင်လည်းဝင်မျှပေးပါကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ